အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နေကောင်းသွားပြီဒါပေမဲ့ဝင်ငှချင်တာလေးရှိတယ်အဲ့တော့ကျွန်တော်3ရက်ပေါ့နော်3ရက်နာစီးတယ်ပထမ1ရက်နေ့ကတော့ကျွန်တော်တိတ်ဂယုမဆိုင်ဘူးပေါ့နော်ခပ်ပေါ့ပေါ့ပဲနေတော့နည်းနည်း3ရက်မြောက်မှာနည်းနည်းပို့ပြင်းလာတယ်အဲ့တော့အနာယောဂတခုဖြစ်လာတဲ့ခါမှာအနာစီးချောင်းဆိုးကအစပေါ့နော်အရင်မကြည့်ဘူးဆိုတော့ပြစ်ထားလို့မရဘူးတေးလေးကနေနော်ဂယုမဆိုင်မိဘူးဆိုတော့အများကြီးနော်ဖြစ်လာတတ်တယ်ဒီ3ရက်အတွင်းမှာတော့ဆေးတစ်လုံးမှမတောက်ဘူးနဲ့ကျွန်တော်ဒီတဘာဝနီးလေးနဲ့ပဲပေါ့ကျွန်တော်လုပ်ခဲ့တယ်မနေ့ကကျွန်တော်တင်ခဲ့တဲ့အရာလေးကိုလည်းပြန်ပြီးတော့ review လေးလုပ်ပေးချင်တယ်အဲ့ဒါမနေ့ကကျွန်တော်ရင်းနှွေးရှူတာပေါ့နော်ရင်းနှွေးရှူတာကိုကျွန်တော်မိနစ်20လောက်ရင်းနှွေးငွေကောင်းကောင်းနဲ့ပေါ့နော်အဲ့ဒါကိုကျွန်တော်ရှူလိုက်တယ်ရှူတဲ့အချိန်မှာတော့တလိပ်တွေထွက်တယ်နှက်ချီးတွေထွက်တယ်အများကြီးပေါ့နော်ထွက်တယ်ပြီးတဲ့အခါမှာတော့နော်ကျွန်တော်ညနေကျရင်တစ်ခေါက်လောက်ပြန်ရှူမယ်လို့ကျွန်တော်စဉ်းစားထားတာဒါပေမဲ့ရှူစရာမလိုတော့ဒီညတော့တညလုံးအိပ်လို့ရတယ်နှက်စီးတာလည်းရက်သွားတာပေါ့နော်အဲ့တော့ဒီနေ့ကတော့နေကောင်းသွားပြီဆိုတော့ပြန်ပြီးတော့ဒါလေးကိုပြန်လာပြောပြချင်တာကျွန်တော်ရင်နွေးရှူတဲ့ခါဒါတို့အချိန်နဲ့ပြည့်အောင်ပထမ2ရက်မှာတော့ကျွန်တော်ရှူတယ်ဒါပေမဲ့ကျွန်တော်ခွက်ကလေးတစ်လုံးထဲမှာပြည့်စီထည့်ပြီးတော့ကျွန်တော်ဟို2မိနစ်လောက်ပဲအဲ့လိုပဲကျွန်တော်ရှူလိုက်တာပေါ့သိမထိအောင်ဒါပေမဲ့တကယ်ကိုထိရရောက်နဲ့ကျွန်တော်တို့ရှူတဲ့နေ့ကတော့မိနစ်20လောက်ရှူပေးဖို့ဖြစ်တယ်မိနစ်20လောက်တောက်လျှောက်ရှူလိုက်တဲ့ခါမှာအကုန်လုံးနော်ပွင့်သွားတာအဲ့တော့အဲ့နာစီးတာကအမှရက်သွားတာပေါ့နော်ရက်သွားအဲ့တော့အဲ့ဒါလေးကိုဒီနေ့မှာဝင်ငှချင်တယ်နာစီးတဲ့သူတွေရှိရင်ဆိုတော့အဲ့ဒီနီးလေးကိုဒီချာလေးလိုက်လုပ်မယ်ဆိုရင်နော်ဒီအရန်မဲဆိုးတယ်ဆိုရင်တော့နော်ကျွန်တော်ဆိုရင်တော့ဒီမျက်ရိုးကြိုက်တာဒီပါအထိဖြစ်တာပေါ့နော်ခေါင်းတွေပါကြိုက်တာအထိဖြစ်တယ်အဲ့တော့အဲ့လောက်ထိဖြစ်တယ်ဆိုရင်တော့မနေ့တစ်ခါညတစ်ခါလောက်ရင်တွေငွေရှူပေးပါအားရပါရရှူပါမိနစ်20ပြည့်အောင်ရှူပါယောဂမမွင်းနေပေါ့နော်ပထမ1ရက်နေ့မှာလည်းအပြတ်သူ့ဖြတ်လိုက်ရင်အကောင်းဆုံးပဲအဲ့လိုလေးလုပ်ဖို့အားပေးချင်တယ်နောက်တစ်ခုကတော့လေချောင်းရားတာနော်လေချောင်းရားတဲ့နည်းလေးမနေ့ကတော့ကျွန်တော်ပြောခဲ့ပြီနော်ဒါပေမဲ့ဒီနေ့လက်တွေ့လေးတက်ချင်တယ်လေချောင်းရားတယ်နာစီးတာနဲ့အတူလေချောင်းရားတာပါလာတဲ့ခါကျတော့နော်ရှားဆောင်လက်ပတ်လေးမနေ့ကကျွန်တော်ပြောပြတယ်နော်ရှားဆောင်လက်ပတ်လေးကိုကျွန်တော်โอเคရှားဆောင်လက်ပတ်နည်းနည်းကြီးတဲ့အားလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အဲ့ဒါဒီရှားဆောင်လက်ပတ်လေးကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဒီလောက်နေထားလေးပေါ့တငုံစာပေါ့နော်အဲ့ဒါလေးကိုရှားဆောင်လက်ပတ်ကတော့လေဒီလိုလီးပြီးလို့ရှင်ဒီတိုင်းပဲတနေရာမှာထောင်ထားလိုက်နှစ်ခါ3ခါလောက်ကျွန်တော်ဆက်ပြီးတော့လှုပ်လို့ရတယ်ဘယ်ရေခဲတစ်တိုင်းမှာလည်းထည့်စရာမလိုဘူးနော်အဲ့ဒီတိုင်းလေးပဲတနေရာမှာထောင်ထားလို့ရတယ်ဟုတ်ပြီရှားဆောင်လက်ပတ်ကိုကျွန်တော်လီးတဲ့အခါမှာအစီးအဝါရောင်တွေထွက်လာအစီးအဝါရောင်တွေမလိုချင်ဘူးလေနော်သူ့ရဲ့ဂျယ်လီလေးကိုပဲကျွန်တော်တို့လိုချင်တယ်ပြီးရင်တော့ရေထဲမှာကျွန်တော်တို့9မိနစ်နော်9မိနစ်6မိနစ်လောက်ကျွန်တော်စိမ့်ပေးလိုက်မယ်စိမ့်ထားလိုက်မယ်နော်အဲ့ဒီအစီးအဝါတွေပေါ့နော်အစီးအဝါတွေထွက်သွားအောင်ကျွန်တော်စိမ့်ပေးမယ်ဟုတ်ပြီနော်9မိနစ်နော်9မိနစ်ပြည့်သွားတဲ့အချိန်မှာရေလေးကိုကျွန်တော်ကတော့ဒီတိုင်းငုံလဲရတယ်နော်ဒီတိုင်းငုံလဲရတယ်ဒီတိုင်းကျွန်တော်ဒီတိုင်းငုံတာထက်ပြားရည်လေးနဲ့ဘာလို့ဆိုပြားရည်မှာလဲသူ့ရဲ့ယောဂခုတဲ့အနစ်တင်နေရှိတယ်ဆိုတော့လေပြားရည်လေးနဲ့နော်သူ့ကိုရောပြီးတော့မှမစက်ထဲမှာငုံထားပါတော့ချက်ချင်းဝါပြီးတော့မြုပ်ချတာမဟုတ်ဘူးနဲ့သူ့ရဲ့အရည်လေးနဲ့ရရည်နဲ့အဲ့တော့သူ့ရဲ့အရည်လေးကိုကျွန်တော်ဖြည်းမြုပ်ချပေးအဲ့တော့ကျွန်တော်ပထမနေ့ပြီးတော့ဒုတိယနေ့တစ်နေ့လုံးလေချောင်းရားတယ်ချောင်းထိုးလေချောင်းရားအမှနေမထိထိုင်မတာဖြစ်အဲ့နဲ့ဖျားเจ้าမှာဘုဒ္ဓနေ့ဖျားရှိခိုးတော့နော်ကျွန်တော်ဆမရှယ်ဖွာကျွန်တော်ဒီရှားဆောင်လက်ပတ်ငုံလိုက်တယ်ရှားဆောင်လက်ပတ်ငုံလိုက်တော့ကျွန်တော်အဲ့ဒါပြန်လာစမ်းကြည့်တာတကယ်တော့ရှားဆောင်လက်ပတ်ကတော့တခြားဟိုယောဂပြီးစနစ်တွေကုသတဲ့ဟာတွေရှိတယ်ဆိုတာသိတယ်ဒါပေမဲ့ဒီလေချောင်းရားတဲ့အတွက်ကောင်းတယ်ဆိုတာကျွန်တော်သတိမထားမိနော်ဆရာမပြောတဲ့ခါကျွန်တော်ညတွင်ချင်းပဲကျွန်တော်ပြန်လာလုပ်မနေ့ကျတော့အဲ့လေချောင်းရားတာမရှိတော့ဘူးမနေ့ထူးဆန်းတယ်ဒီဘုရားသခင်ကျွန်တော်တို့ဖန်ဆင်းထားပြီးတဲ့ဒီသဘာဝအပင်တွေပေါ့နော်အရန်အောင်စရာကောင်းတယ်သူ့မှာယောဂကုသတဲ့စနစ်တွေအကုန်လုံးပါတယ်ကျွန်တော်ဆေးတစ်လုံးမှနော်ဘာယောဂဖြစ်ဆေးတစ်လုံးမှတောက်ချင်မလို့ဘဲနဲ့ဘုရားသခင်ဖြစ်ရှင်းပေးတာဖြစ်တယ်အဲ့ဆူတောင်းပြီးတော့ကျွန်တော်လှုပ်ဆောင်ပါဘုရားသခင်ကဒီသဘာဝတရားကိုဖန်ဆင်းပေးထားတာအကြောင်းပဲမဟုတ်အသက်ပင်ရဲ့အသီးကအသက်ကိုရှည်စေတယ်တဲ့
အရွက်တွေကအနာရောဂါကိုငြိမ်းစေတယ်တဲ့ဒီသဘာဝအရာတွေကဘုရားကြီးဆိုတဲ့သဘာဝပဲရှားဆောင်လက်ပတ်ဆိုတဲ့သဘာဝပဲအဲ့တော့လေချောင်းရားတဲ့သူတွေအတွက်ကြော်ဒီနည်းလေးကိုသုံးကြည့်ပါနော်အဲ့တော့ဒီကဲကိုအကျိုးဖြစ်တုံးတယ်ရှားဆောင်လက်ပတ်ရဲ့အခြားသောဗိုက်တာမင်နဲ့တက်တူတက်ပြည်လည်းအများကြီးပါတယ်နော်အားလည်းဖြစ်စေတယ်ရိုက်ဆိုတဲ့အားလည်းဖြစ်စေတယ်သူ့မှာလည်းဗိုက်တာမင်နဲ့တက်22မျိုးပါတယ်လို့နော်စာပေးတယ်မှာရေးထားတာအဲ့တော့ဖတ်ရအဲ့တော့တဘာဝနီလန်းတွေကိုအကျိုးရှိနဲ့ယုံကြည်နဲ့ဘုရားကိုအားကိုးပြီးတော့အသုံးပြုပါရောညီကောင်မတော်တွေခံစားရတဲ့ယောဂဝေဒနာတွေဘုရားသခင်ကြောက်ကင်းဖို့ကုညီမဆပါလိမ့်မယ်အားလုံးပါဘုရားကောင်းချပေးပါစေ You step to a better life